ဇလန်းလေးရဲ့အစမှာတော့ကျန်းယူတော်နဂါမင်းကြီးကသူ့သမီးလေးရှောင်းကြီးကိုခုတ်ပေါ်တင်ဆောင်ပြီးတော့နေတော်နဲ့ရှောက်သွားရင်းနဲ့သမီးလေးကိုပုံမြင်ပြောပြနေပါတယ်ထိုးစင်မှာဝင်းပလီပြူတကောင်ကသွေးတန်ရရက်တဲ့လဲကျနေတာကိုတွေးလိုက်တာကြောင့်ရှောင်းကြီးကဝင်းပလီပြူအသက်ကိုသူကဲတင်ခြင်းနဲ့လို့ဆိုပါတယ်ထိုအခါနဂါမင်းကြီးကသမီးကဲရင်လည်းပြန်ရှင်းမယ်မထင်ပါဘူးသူသိမလားရှင်းမလားဆိုတာကသူ့ရဲ့ကံပေါ်မှာပဲမူတည်တယ်လို့ဆိုလိုက်ပါတယ်ထိုအခါရှောင်းကြီးလည်းသူ့လက်ဘေးမှာဆွဲထားတဲ့နဂါနန်းတော်ရဲ့ရတနာတစ်ပါးဖြစ်တဲ့လာချမ်းကြောက်စိတ်လဲသွဲလေးကိုဝင်းပလီပြူလက်ဘေးမှာဆွဲပေးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူတက်တဲ့ပညာလေးတဲ့ဝင်းပလီပြူကိုနှွေးထွေးအောင်ပြုလုပ်ပေးလိုက်ပါတယ်ရုတ်တရက်ဆိုးသလိုပဲဝင်းပလီပြူကလှုပ်ရှားလာပြီးတော့အသက်ပြန်ရှင်လာခဲ့ပါတယ်ထိုချင်းရကိုမြင်လိုက်ရတဲ့နဂါမင်းကြီးကတော့အံ့ဩနေခဲ့ပါတော့တယ်ဝင်းပလီပြူတဲ့အသက်ပြန်ရှင်သွားပြီဖြစ်လို့နဂါမင်းကြီးတို့လည်းသူတို့နေတိုင်းရာကျဲယူတောင်ကိုပြန်သွားခဲ့ကြပါတယ်နေနဲ့ငယ်ကုန်လွန်ပြီးတဲ့နောက်မှာတော့ပိုင်လန်လို့ခေါ်တဲ့လူငယ်လေးတစ်ယောက်ဟာသူ့ရဲ့အသက်ကိုကယ်တင်ခဲ့တဲ့ရှောင်းရီစားဖို့အတွက်တောထဲကိုငါးပန်းထွက်လာခဲ့ပါတယ်ဒီပိုင်လန်လို့ခေါ်တဲ့တောရိုင်းလူငယ်လေးကတစ်ချိန်ကဝင်းပလီပြူဘွားကနေအချိန်ကာလကြာမြင့်လာတဲ့အခါမှာလူပုံစံအဖြစ်ပြောင်းလဲလာခဲ့ခြင်းဖြစ်ပါတယ်ပိုင်လန်ဟာငါးကြီးတစ်ကောင်ကိုဖမ်းမိတဲ့အခါမှာငါးကြီးကိုမြေပေါ်ချလက်အုပ်ချလိုက်ပြီးမင်းရဲ့မျက်နှာခံမှုအတွက်ကျေးဇူးတင်ပါတယ်မင်းပြန်လဲမွေးမရှင်းတန်ပါလေလို့ပြောနေတယ်မှာမြေကြီးတက်ကနေမြေဆောင်ဘိုးဘိုးကြီးထွက်လာခဲ့ပါတယ်မြေဆောင်ဘိုးဘိုးကြီးကပိုင်လန်ကိုရှောင်းပိုင်လို့ခေါ်တာဖြစ်ပြီးတော့သူတို့နှစ်ယောက်တွေ့ဆုံခဲ့ကြဒီမှာပိုင်လန်မြေဝေးပြူဘွားကလေးကဖြစ်ပါတယ်သူတို့နှစ်ယောက်စကားပြောနေကြတယ်မှာအနက်ခံကောင်းလို့နဲ့ပိုင်လန်ကလေထဲမှာတူးရတဲ့အနက်တစ်မျိုးပါလာတယ်လို့ဆိုပါတယ်ဘိုးစင်မှာပဲကောင်းကင်တစ်ခွင်မှာရွှေရောင်လင်းနှန်းကြီးတွေပေါ်ထွက်လာပြီးတော့ကျင်းကတလိษံတွေလည်းထွက်ပြေးကြပါတော့တယ်ထိုအခါမြေတောင်ဘိုးဘိုးကြီးကတိန်နေပေါ်မှာရွှေတောင်လမ်းမကြီးနဲ့နတ်စစ်တပ်ကြီးတွေပဲလို့ပြောပြီးမြေကြီးတွေဝင်ပြေးပါတော့တယ်နတ်စစ်တပ်ဆိုတာဘာမှမသိတဲ့ပိုင်းလန်နဲ့နတ်စစ်တပ်ကတကားနန်းတော်စီကိုချီတက်နေတာကြောင့်ငါးကိုပလိုက်နဲ့ထည့်ပြီးတကားနန်းတော်စီကိုအပြေးသွားပါတော့တယ်ကျန်းယူတောင်တကားနန်းတော်မှာတော့နဂါမင်းကြီးကဘဲဘိုးမှာရဲရဲနေနေတဲ့တဲအကြောင်းကိုသူ့ရဲ့လက်ဆွဲတော်တူကြီးနဲ့ထုနှက်နေပါတယ်ထိုအချိန်မှာသူ့ရဲ့သားတော်ကျန်းယူဆောင်ရောက်လာပြီးတော့တိရှိကျန်းရဲ့နတ်စစ်တပ်ကြီးမကြခင်လာတော့မယ်သူတို့လိုချင်တဲ့ဟာကိုကျွန်တော်တို့ပေးလိုက်ရမှာလားလို့ဆိုပါတယ်ထိုအခါနဂါမင်းကြီးကတိရှိကျန်းဟာအလွန်ကြောက်စရာကောင်းတဲ့သူပါအဲ့ဒါသာသူ့ကိုပေးလိုက်ရင်ဖြစ်လာမယ့်အကျိုးသက်ကမတော်ရရပဲငါတို့ဒါကိုထိမ့်သိမ်းလာတာ16နှစ်ရှိပြီငါတို့စုံကန်းတိုင်အောင်တိုက်ဖို့ပဲရှိတော့တယ်လို့ဆိုလိုက်ပါတယ်နဂါမင်းကြီးရဲ့သမီးတော်လေးရှောင်းကြီးကတော့နတ်စစ်တပ်ကြီးချီတက်လာတာကိုကြည့်ပြီးထိတ်လန့်နေခဲ့ပါတယ်နဂါမင်းကြီးရဲ့တပ်သား300တို့ကလည်းပြန်လဲခုခံဖို့အစဉ်သင့်ဖြစ်နေကြပါပြီရန်ညိုးရန်သားမရှိပဲချက်ချင်းကြီးစစ်တိုက်ရမယ်ဆိုတာကြောင့်နားမလည်နိုင်ဖြစ်နေတဲ့ရှောင်းကြီးကသူ့ပါဝင်တိုက်မယ်လို့ဆိုပါတယ်ဘိုးကနဂါမင်းကြီးကသမီးကိုပြောမပြနိုင်တဲ့စကားတွေအများကြီးရှိသေးတယ်ခုချိန်မှာတော့သမီးကသူတို့လက်ကလောက်အောင်ခက်ပြေးမှဖြစ်မယ်လို့ဆိုပါတယ်အဲ့ဒီအချိန်မှာပဲဗာမသိညာမသိနဲ့ပိုင်းလန်ကသူဖဲလာတဲ့ငါးကြီးမပြီးအပြည့်ရောက်လာခဲ့ပါတယ်ဒီငါးကြီးကညက်အတွက်ဖဲလာတာဆိုပြီးတော့ရှောင်းကြီးကိုပေးလိုက်ပါတယ်ထိုအခါရှောင်းကြီးကငါဖက်လာပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒါပေမဲ့ငါတို့ကနက်စတက်နဲ့တိုက်ရတော့မှမလို့နေပြန်มาတော့လို့ပြောလိုက်ပါတယ်ဒီကက်ကလုံနေတဲ့ပိုင်းလန်ကိုနဂါမင်းကြီးကကင်မြောက်ပြီးတော့လွှဲပစ်လိုက်ပါတယ်ထိုအချိန်မှာပဲနက်စစ်တပ်ကြီးကရွှေရောင်လမ်းမကြီးခင်းပြီးမြင်းစစ်တပ်ကြီးဆင်းလာခဲ့ပါပြီတန်ကြားဝက်စုံနဲ့တပ်သားတွေရဲ့ရှေ့မှာနေရထားပေါ်မှာထိုင်နေသူကတော့အားလုံးတည်ပြီးသားဖြစ်တဲ့မျက်စိသုံးလုံးနဲ့အားလန်ရှမ်းပဲဖြစ်ပါတယ်သူ့ကိုဆေးလွတ်လိုက်တဲ့တိရှိကျန်းရဲ့တူတော်မောင်ဖြစ်ပြီးနက်တွေထဲမှာအစွမ်းလုံးနက်သားလေးဖြစ်ပါတယ်ဒီနေရာမှာဆေးလွတ်သူတိရှိကျန်းဆိုတာကကျွန်တော်တို့အားလုံးသိကြတဲ့ကြောက်စိမ်းဧကရစ်ပဲဖြစ်ပါတယ်တချို့ကလည်းကြောက်စိမ်းဧကရစ်ကိုတရားမင်းလို့ဆိုကြပါတယ်တကယ်တော့တရားမင်းနဲ့ကြောက်စိမ်းဧကရစ်ကမတူပါဘူးကြောက်စိမ်းဧကရစ်ကတရားမင်းထက်တောင်မှပိုအစွမ်းထက်တယ်လို့တောင်ဆိုကြပါတယ်အားလန်ရှမ်းကိုင်းဆောင်တဲ့နှစ်ဖက်သုံးခွာလန်ကစိုးခုံရဲ့တန်ရုံကြီးတူအစွမ်းထက်တယ်လို့ဆိုကြပါတယ်သူ့ရဲ့တတိယမျက်လုံးကတော့လူကောင်းလူတို့ကိုခွဲခြားနိုင်ပြီးတော့လေစာတွေနဲ့ပြစ်တယ်လို့ပြစ်ခွဲနိုင်စွမ်းရှိပါတယ်။မြားတက်မှလည်းအထူးကျွမ်းကျင်သူဖြစ်ပြီးသူ့ရဲ့တစ္ဆာရှိခွေးကိုလည်းဘလူးတွေကိုအမဲလိုက်တဲ့နေရာမှာသုံးပါတယ်။အဲ့ဒီလောက်ထိအောင်အစွမ်းထက်တဲ့နတ်သားကိုတိရှိကျန်းကဆေးလွတ်လိုက်တာဆိုတော့တိရှိကျန်းလိုချင်နေတဲ့အရာကဘာမှန်းဖြစ်မလဲ။ဟုတ်ပါတယ်။တလောကလုံးကတန်ဖိုးထားအလေးစားရတော့ဖြစ်တဲ့ပိဋကကျန်းစာကိုနိုင်ယူကြခြင်းဖြစ်ပါတယ်။လွန်ခဲ့တဲ့16နှစ်တုန်းကကျန်းစာအကူခံလိုက်ရတာဖြစ်ပြီးငကားပြည်မှာဝတ်ထားတဲ့ကျန်းစာကိုပြန်အပ်ပါဒါဆိုရင်ကျန်းယူတောင်ကိုချမ်းသာပေးမယ်လို့အားလန်ရှမ်းကဆိုလိုက်ပါတယ်။တော်ခါငကားမင်းကြီးကမင်းဘယ်လိုပြောလိုက်တာလဲကွာဒီကျန်းစာကိုငါတစ်ခါမှမကြောက်ဘူးဒါကိုအကြောင်းရှာပြီးပြဿနာလာရှာတာလားမင်းကငကားတွေကိုအနိုင်ကျင့်လို့ရမယ်များထင်မနေနဲ့လို့ဆိုလိုက်ပါတယ်ထိုအခါအားလန်ရှမ်းကကျုပ်နောက်ဆုံးအနေနဲ့ပြောမယ်ကျန်းသာကိုပြန်ပေးပါမပေးရင်ကျန်းယူတောင်ကိုအမုတ်ချိတ်ပြမယ်လို့ကြွေးကြော်လိုက်ပါတယ်ထိုအခါနဂါမင်းကြီးကသူ့ရဲ့ညီတော်ဘက်ကိုလှည့်လိုက်ပြီးတော့သူ့ကိုကျန်းသာပေးလိုက်သမ်းပါကွာလို့ဆိုလိုက်ပါတယ်ထိုအခါညီတော်ကမင်းညကမီးအားမကောင်းတာနဲ့ထင်းလုံပြီးမီးရှို့လိုက်ပါတယ်လို့ပြန်ပြောလိုက်ပါတယ်ကဲစစ်သူကြီးကြားတယ်မဟုတ်လားကျန်းသာကမီးလောင်သွားပြီးမရှိတော့ဘူးလို့ဆိုပါတယ်မင်းကငါတို့ကိုလိန်နေသေးတယ်နတ်စစ်တီတွေကျန်းယူတောင်ကိုအမုတ်ချိတ်ကြတော့လို့မိတ်ပေးလိုက်ပါတယ်နတ်စစ်တီတွေနဲ့နဂါတက်သားတွေရဲ့စစ်ပွဲကြီးကလည်းစတင်ခဲ့ပါပြီနန်းတော်ရဲ့တကားတော်နတ်မင်းကြီးလေးပါးကနဂါမင်းကြီးကိုစတင်ပြီးတော့တိုက်ခိုက်ပါတယ်ခမောက်ကြီးစောင်းထားပြီးတော့မိုးကြိုးတွေနဲ့ပြစ်ပြီးတိုက်ခိုက်သူကတော့နန်းတော်တောင်ပဲတကားဆောင်စစ်သူကြီးမိုးကြိုးနတ်သူငယ်ယူလီစီကရုံးပြောင်ပြောင်နဲ့ခရင်ကွာကြီးနဲ့တိုက်ခိုက်သူကတော့အလဲတကားဆောင်နတ်စစ်သူကြီးဟောင်တူတူတန်ကြက်ကဝက်ဆောင်အပြည့်နဲ့လန်နဲ့ထိုးနေပြီးတော့တိုက်ခိုက်တဲ့သူကတော့ဇီလောင်းနဲ့တူတဲ့အနောက်ဘက်တကားဆောင်နတ်မင်းကြီးဖျားသေးဒီကိုကိုင်ဆောင်ထားပြီးမိစ္ဆာမှန်သမျှကိုဇေဒီနဲ့ဖမ်းချုပ်တိုက်ခိုက်တဲ့သူကတော့မြောက်ဘက်တကားဆောင်စစ်သူကြီးလေနဲ့တငယ်ယူဖန်စီ၄ယောက်တယောက်တိုက်ခိုက်နေတာကြောင့်နဂါမင်းကြီးသားတော်ကလည်းဝင်ရောက်တိုက်ခိုက်ပါတော့တယ်နဂါဆောင်နတ်မင်းကြီး၄ပါးဝိုင်းပြီးတော့တိုက်ခိုက်တာကြောင့်နဂါမင်းကြီးကိုမနိုင်ကြပါဘူးသူတို့တွေဒီလိုသာဆက်ပြီးတိုက်ခိုက်နေခြင်းနတ်စစ်တွေအသေးချင်းများမှဆိုတာကြောင့်တိရှိကျန်းကိုစောက်ရှောက်သူကွမ်ရင်မဲတော်ရောက်လာပြီးတော့မျက်စိသုံးလုံးနဲ့ကိုကိုယ်တိုင်ထွက်ပြီးတိုက်ခိုက်ဖို့ပြောလိုက်ပါတယ်ဒီနေရာမှာကွမ်ရင်မဲတော်ဆိုတာကစိုးကုံတကားထဲမှာအားလုံးတီးပြီးသားဖြစ်တဲ့ကွမ်ရင်မဲတော်ပဲဖြစ်ပါတယ်အမှန်တကယ်တော့ကွမ်ရင်မဲတော်ကမိန်းမမဟုတ်ပါဘူးယောက်ျားတစ်ယောက်ပဲဖြစ်ပါတယ်မိခင်လိုနူးညံ့တဲ့နှလုံးသားရှိသူဖြစ်တာကြောင့်ကွမ်ရင်မဲတော်လို့ခေါ်ရကနေမိန်းမအသွင်ပုံဖော်ထားကြခြင်းပဲဖြစ်ပါတယ်ထိုကအလန်ရှမ်းလည်းသူ့ရဲ့လက်ဆွဲတော်နှစ်ဖက်ကျော်သုံးကွာလန်ကိုလှမ်းတောင်းလိုက်တာကြောင့်စစ်တီ၃ယောက်ကမပြီးတော့လာပေးရပါတယ်မျက်စိသုံးလုံးနဲ့လည်းအရှိန်အဟုန်နဲ့ဆင်းလာပြီးတော့နဂါမင်းကြီးကိုစတင်တိုက်ခိုက်ပါတော့တယ်တကယ်တော့နဂါမင်းကြီးကနတ်စစ်တီတက်ကိုမနိုင်မှန်းသိပါတယ်အလန်ရှမ်းရဲ့အစွမ်းကိုလည်းသူမရှင်းနိုင်ပါဘူးသူအသေးခံပြီးတိုက်ခိုက်တယ်ဆိုတာကလည်းသူတပီရှောင်းကြီးထွက်ပြေးလို့ရဖို့အတွက်အချိန်ဆွဲထားတဲ့သဘောမျိုးဖြစ်ပါတယ်တစ်ဖက်မှာတော့ထွက်ပြေးနေကြတဲ့ရှောင်းကြီးနဲ့ပိုင်လန်တို့ကိုနတ်စစ်တီတွေကတိုက်ခိုက်နေခဲ့ကြပါတယ်ပိုင်လန်လည်းတိုက်ခိုက်ရင်းနဲ့ဒဏ်ရာရသွားခဲ့ပြီးရှောင်းကြီးကလည်းလေးသမားရဲ့လက်ချက်ကြောင့်မြားထိမှန်သွားခဲ့ရပါတယ်ပိုင်လန်ကိုလည်းမြားချက်ပေါင်းများစွာထိမှန်ခဲ့ရပြီးပိုင်လန်ဟာရှောင်းကြီးကိုပွင့်ချပြီးတော့ထွက်ပြေးပါတော့တယ်နောက်ဆုံးမှာတော့နဂါမင်းကြီးဟာအလန်ရှမ်းရဲ့လန်ဒန်ကိုအမတုနိုင်တော့ပဲခေါင်းပြပြီးတော့ရှုံးနေသွားခဲ့ရပါတယ်သူတို့တိုက်ပွဲဖြစ်နေတဲ့တစ်ဖက်မှာတော့နဂါမင်းသားလေးဟာရှောင်းကြီးနဲ့ပိုင်လန်တို့ကိုခေါ်ဆောင်ပြီးတော့ထွက်ပြေးလွတ်မြောက်သွားခဲ့ကြပါပြီသူတို့တွေအဝေးရောက်သွားကြပြီမြားတက်မှာအထူးကျွမ်းကျင်တဲ့အလန်ရှမ်းရဲ့မြားချက်ထိမှန်ပြီးတော့နဂါပြူမင်းသားလေးမြေပြင်ကိုပြုတ်ကျသွားခဲ့ရပါတယ်
အဲ့ဒီအခါကျမှငကားပြူမင်းသားလေးကရှောင်းရီဟာငကားမဟုတ်ကြောင်းနဲ့ငကားမင်းသမီးရဲ့သမီးလည်းမဟုတ်ကြောင်းပြောပြခဲ့ပြီးရှောင်းရီရဲ့မူလပုံစံကိုပြောင်းပေးလိုက်ပါတယ်တိရှိကျန်16နှစ်လုံးလုံးလိုက်ရှာနေတဲ့ကျန်းသာဟာရှောင်းရီပဲဖြစ်ပါတယ်လွန်ခဲ့တဲ့26နှစ်တုန်းကလူတစ်ယောက်ရဲ့ငကားတစ်ကောင်ရဲ့မိစ္ဆာ3ဦးရဲ့ဟာနတ်တွေရဲ့တာဝန်ပေးချက်အရအနောက်ဘက်ရက်ကိုကျန်းသာပြင်ခဲ့ကြပါတယ်နောက်ဆုံးမှာတော့ကျန်းသာကိုတိရှိကျန်လက်ထက်ပေးအပ်ခဲ့ပါတယ်ဒါပေမဲ့တိရှိကျန်ရဲ့ရုံမာမှုမျက်နှာအစစ်မှန်ကိုတွေးမြင်သွားသူတစ်ယောက်ကတိရှိကျန်ကိုတိုက်ခိုက်ပြီးကျန်းသာကိုယူဆောင်သွားခဲ့ပါတယ်ထိုသူကဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ပါတယ်သူတရားပြင်းထန်တာကြောင့်ကျန်းယူတောင်စီကိုရောက်လာပြီးတော့ထိုကျန်းသာကိုငကားမင်းကြီးထံပေးအပ်သွားခဲ့ပြီးသူလည်းပုံးဆောင်နေခဲ့ရတာဖြစ်ပါတယ်ပြီးတော့ငကားမင်းကြီးကထိုကျန်းသာကိုရှောင်းရီပုံစံဖန်ဆင်းထားလိုက်တယ်လို့ပိုင်းလန်ကိုပြောပြပေးခဲ့ပါတယ်ပိုင်းလန်နောက်ဆုံးအနေနဲ့ငါပြောခဲ့မယ်ချန်အမ်းမျိုးတော်စီကိုသွားပါထန်းဆန်ဆန်းလိုအမိရတဲ့လူတစ်ယောက်ကိုရှာပါပြီးရင်သူနဲ့အတူကျန်းသာကိုအနောက်ဘက်ကောင်းကင်ဘုံကိုပို့ဆောင်ပေးပါလို့ဆိုပါတယ်အလက်ရှာရဲ့မြားချက်ကြောင့်တေဆုံးရတော့မှဖြစ်တဲ့ငကားမင်းသားလေးလည်းသူ့ရဲ့ဝိညာဉ်ကိုပိုင်းလန်နဲ့ထည့်ပေးလိုက်ပါတယ်အဲ့ဒီနောက်မြောက်ဘက်တကားဆောင်နတ်စစ်သူကြီးယူဖန်တီကပိုင်းလန်ကိုစတင်တိုက်ခိုက်ပါတော့တယ်သူ့ရဲ့သေးဒီနဲ့ဖမ်းချုပ်တာကြောင့်ပိုင်းလန်လည်းထွက်ပြေးပါတော့တယ်ဘလို့မိစ္ဆာမျိုးကိုမဆိုဒီသေးဒီကလိုချိုးထုံးစံမရှိတာကြောင့်ပိုင်းလန်လည်းထိုသေးဒီတဲ့ချုံနှံခံလိုက်ရပါတယ်သို့ပေမဲ့ပိုင်းလန်ဟာငကားအစွမ်းကိုသုံးပြီးထိုသေးဒီတွေကပြန်ထွက်လာနိုင်တာကြောင့်သေးဒီနတ်မင်းကြီးလည်းအန်အော့တုတ်တုတ်သွားခဲ့ရပါတယ်ပိုင်းလန်ကိုလိုက်ဖမ်းနေရင်းနဲ့ပဲနတ်တွေရဲ့အကြီးမားဆုံးရန်သူဖြစ်တဲ့အတူရာတွေရှိတဲ့ပိုင်နယ်ထက်ရောက်သွားတာကြောင့်သေးဒီနတ်မင်းကြီးလည်းထွက်ပြေးရပါတော့တယ်ထိုချိန်အတူရာတို့ဘရင်ယာဟုရောက်လာပြီးမင်းကဒီကိုနတ်တကောင်ခေါ်လာတာတင်ရဲလာကြီးလားထိုကပိုင်းလန်လည်းသူကလိုက်ဖမ်းလို့ထွက်ပြေးရတာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်အေးဒါဆိုရင်မင်းဒီကနေထွက်ပြေးတော့လို့ပြောတာကြောင့်ပိုင်းလန်လည်းတချို့တည်းထွက်ပြေးပါတော့တယ်ပိုင်းလန်လည်းအတူရာနယ်မြေမှာလွတ်မြောက်လာခဲ့ပြီးကျန်းသာကိုချင်းနဲ့ထည့်ပြီးလွှဲထားလိုက်ပါတယ်အဲ့ဒီနောက်မြေဆောင်ဘိုးဘိုးကြီးကိုစင့်ခေါ်လိုက်ပြီးသူတွေးကြုံခဲ့ရတာတွေကိုပြောပြလိုက်ပါတယ်မင်းထန်းဆန်ဆန်းတီကိုရောက်ဖို့လမ်းခရီးက10ရက်လောက်ကြာလိမ့်မယ်မင်းလမ်းမှာအသုံးပြုဖို့ပေးလိုက်မယ်ဆိုပြီးသူနှာခေါင်းထဲကနေရွှေလုံးတွေထုတ်ပေးလိုက်ပါတယ်အဲ့ဒီလိုနဲ့ပိုင်းလန်တယောက်ထန်းဆန်ဆန်းကိုရှာဖို့အတွက်ထန်းဆန်ဆန်းဆိုတာကသူ့ကိုငားတဲ့ဆရာတော်ကိုပြောတာဖြစ်ပါတယ်ဆရာတော်ကိုရှာဖို့အတွက်ခရီးနှင်လာခဲ့ပါတော့တယ်